Hi folks ကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းနဲ့အကြောင်းလေးတစ်ခုကဘာလို့ဆိုတော့လက်နှစ်ဖက်နဲ့6ကနေ10ထိခဏအောင်6ကနေ10ထိခဏအောင်မြောက်ကြည့်တာမြောက်ကြည့်အောင်ဒီလက်မှာရှိနေတဲ့အတိုင်းဒီမြောက်ပုံမြောက်လေးလေးအဲ့ဒီခဏနေအကုန်လုံးမှန်နေတာပေါ့အမြန်တွက်တဲ့နီးတော့မဟုတ်ပါဘူးအဲ့လိုမျိုးတိုက်တိုက်ဆန်ဆန်ဘလူးမြောက်မြောက်အဲ့ဒါတွေကမှန်နေရဆိုရင်နီးလေးပေါ့ဘလူးမျိုးလို့ဆိုကြတော့လက်တန်းနေစားရည်မယ်လက်တန်း6ခွန်8 9 10ပေါ့အဲ့လိုဒီဘက်ကလည်းတူတူပဲလက်တန်းနေ6ခွန်8 9 10အဲ့ဒါအောင်မှတို့ခွန်နဲ့မြောက်မယ်ထားပါတော့အဲ့ဆို6ခွန်လက်သူကျခွန်ဒီဘက်ကလည်း6ခွန်လက်သူကျခွန်အဲ့ဆိုခွန်နဲ့မြောက်မယ်ဆိုဒီမျိုးခွန်နဲ့မြောက်မယ်ဆိုလက်သူကျနေထိလိုက်မယ်ဆိုရင်သူထိထားတဲ့အထိကိုအောက်ကနေပြီးလက်တန်းနေစားကြည့်ပြီးသူထိထားတဲ့လက်ချောင်းတွေအထိကိုတစ်ချောင်းကို10စီနဲ့ကြည့်ကြရမယ်အဲ့ဆိုကြတော့ဒီမှာလက်တန်းဆို10ဒီဘက်လက်တန်းနဲ့ဆို20လက်ကျင်နဲ့30ဒီလက်ကျင်နဲ့ဆို40နဲ့ဘာနဲ့ထပ်ပေါအောင်လို့ဆိုဒီဘက်မှာကျန်တဲ့လက်ချောင်းကြီးတွေနဲ့ဒီဘက်ကျန်တဲ့လက်ချောင်းကြီးတွေနဲ့မြောက်လိုက်ရအောင်မြောက်လိုက်တဲ့ဟာနဲ့ခုနက40နဲ့ပေါပါမှာအဲ့ဆို3နဲ့မြောက်လိုက်တော့9အဲ့တော့မှ40နဲ့9နဲ့ပေါင်းလိုက်တော့49ခုနဲ့49 okay အဲ့တော့အခုစမ်းကြည့်လိုက်အောင်8ခုနဲ့မြောက်ကြည့်အောင်8ခုနဲ့ဆိုတော့6ခွန်8လက်ကလေးက8ဒီဘက်က6ခွန်လက်သူကျကခွန်8ခုနဲ့8ခုနဲ့ဆိုကြတော့ခုနတိုင်းမှာအောက်ဆုံးကနေပြီးတော့တစ်ချောင်း10စီးနဲ့စမယ်ဆိုရင်10 20ဒီဘက်ကလက်တန်းနဲ့ဆို30 40 50ကိုမှဒီဘက်က2ချောင်းနဲ့ဒီဘက်က3ချောင်းနဲ့မြောက်လိုက်တော့6 50နဲ့6နဲ့ပေါင်းတော့56 8ခုနဲ့56ပေါ့โอเคနောက်တစ်ခုစမ်းကြည့်အောင်ကိုလီစမ်းကြည့်ပါကိုလီဆိုကြတော့6ခွန်8 9လက်ညိုးပေါ့ဒီဘက်ကလည်း6ခွန်8 9လက်ညိုးကိုလီဆိုရင်လည်းဒီဘက်ကအောက်ကလက်ချောင်းတွေကိုတစ်ချောင်းကို10စီနဲ့စယူမှာပေါ့10 20 30 40 50 60 90 80မှာကျန်တဲ့တစ်ချောင်းနဲ့တစ်ချောင်းနဲ့မြောက်လိုက်တော့81နဲ့ပေါင်းလိုက်တော့81ကိုလီက81ပေါ့အဲ့တော့မဟုတ်ပါဘူးတိုက်တိုက်ဆန်ဆန်ဒီလက်ချောင်းနဲ့မြောက်လိုက်ရင်အဲ့လိုမျိုးထောက်ပြီးမြောက်တဲ့ခါမှာပေါင်းအဲ့လိုမြောက်ပြီးပေါင်းကြည့်လိုက်တဲ့ခါမှာတူးနေရလေးရဖက်လေးတစ်ခုလာရှင်းလောက်တာပါ Thanks for watching see you later alligator